တင်းလာသားသမီးတွေကဒီ2026ခုနှစ်မှတ်လာထဲမှာငွေအေးကြေးနဲ့ပတ်သက်ပြီးတော့ကံအလွန်မင်းကောင်းနေတဲ့ကာလဖြစ်ပါတယ်တင်းလာသားသမီးတွေပတ်စံမရှာရပဲနေတော့ရနိုင်တဲ့ကာလမျိုးဖြစ်တယ်နော်တင်းလာသားသမီးတွေအတွက်အရန်ကောင်းနေတဲ့ကာလမျိုးနော်ငွေလည်းကောင်းတယ်ချစ်အေးချစ်ရမှာဆိုလို့ရှိရင်လေကိုယ့်ကို2ယောက်ပြိုင်3ယောက်ပြိုင်တော့ချစ်လာနိုင်တဲ့အခြေရပီရရစမ်းပွင့်နေရမှာအရန်ကောင်းနေတဲ့ကာလပေါ့နော်တင်းလာသားသမီးတွေတင်းလာသားသမီးတွေအနေနဲ့တခုပဲမကောင်းတာကြတော့အာမခံပြီးတော့ငွေကြေးအာမခံတော့မကောင်းငွေဝင်တော့များပြင်မဲ့ငွေကြေးအာမခံမှားလို့ရှိရင်တော့ငွေကြေးတွေဆုံးရှုံးမှုတွေဖြစ်ပေါ်လာနေအဲ့တခုတော့တော်တော်သတိထားပါမယ်တင်းလာသားသမီးတွေနဲ့စက်တူစပတ်လုပ်ငန်းတွေငွေကြေးလုပ်ငန်းတွေမှာဆိုလို့ရှိရင်တော့နည်းနည်းသတိထားပြီးလုပ်ကင်ပြီးဖို့လိုတယ်တင်းလာသားသမီးတွေထဲမှာအညံ့ခိုက်ကြုံနေတဲ့အချို့သောတင်းလာသားသမီးတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်အစီအစဉ်တစ်ခုပြပါမယ်အဲ့ဒါကတော့မြတ်စွာဘုရားရှင်ကိုရောမျက်စီမှာပန်းရည်ချမ်းစီမီခက်လူပြီးတော့တနေ့ကိုတန်ဖို့တွေ108ခေါက်ရွတ်ပါစိတ်ကိုနှစ်ချိုက်စိတ်နှစ်ပြီးတော့ရွတ်ပါနော်တန်ဖို့တွေဘလို့ပြီးရုပ်လေးမရွတ်ပါနဲ့တန်ဖို့တွေရဲ့အဓိပ္ပာယ်ကိုနားလည်ပြီးတော့စိတ်နှစ်ပြီးရွတ်ပေးပါတနေ့ကို108ခေါက်ပဲရွတ်ပေးပါနော်တင်နာသားသမီးတွေထဲမှာအညံ့ခိုက်ကြုံနေရတယ်ဆိုလို့ရှိရင်ညံ့ခိုက်တွေကတဖြည်းဖြည်းနဲ့တိတိတတ်တာကြီးကိုလွင့်ပြေပျောက်သွားပါလိမ့်မယ်နော်တင်းနာသားသမီးတွေအတွက်2026ခုနှစ်မှတ်လမှာကံကောင်းကြပါစေဗျသစ္စာ၄ပါးသိအောင်တော့ကြိုးစားကြအောင်နော်သစ္စာ၄ပါးသိမှအရာရာကကိုယ်စိတ်တိုင်းကြဖြစ်မှာပေါ့သစ္စာ၄ပါးမသိသေးဘူးဆိုလို့ရှိရင်တော့လူတွေကပူချင်းနာချင်းသိချင်းနဲ့ကြုံနေရအောင်ပါနောက်ပြီးချင်းမှာတွေ့ပါဦး